မထင်တွေ့ဆုံးချဘဝအချိန်ခဏလေးမှာဒုက္ခမျိုးစုံပွေပိုက်ထားတနေ့အစဉ်ပြေသွားမှာလူတချို့တွေကကွယ်မပြေဝဘူးအမေမညို့ညင်းနေကွာဒီလောကကြီးကိုကြောက်မနေနဲ့ပြီးရင်ပြန်သိ